ကိုင်ပြီးမြတ်စွာဘုရားကိုပူဇော်ဝယ်နဲ့လိုက်လာကြငွေရွှေဆောင်တဲ့ဘက်ကတရားနဲ့နတ်တွေအလုံးကမြတ်စွာဘုရားကိုခြံရပြီးလိုက်လာတယ်အဲ့လိုကြီးမားလာတဲ့ဆန်းပြလာတဲ့အခမ်းအနားနဲ့မြတ်စွာဘုရားတာဝရိန္ဒနတ်ပြည်ကနေပြီးတော့လူပြည်ဘက်ကိုဆင်းသက်လာတယ်ဆိုတာကိုပါဠိစာပေမှာဒေဝရောဟနဒေဝဩရောဟနနတ်ပြည်ကလူပြည်သူဆင်းသက်ခြင်းလို့သူတို့အဓိပ္ပာယ်ရတယ်နော်ဆောင်းနှံဆိုတာလှေကားကိုပြောတာပဲဆောင်းနှံဆိုရင်ဗမာပြည်ကတော့ဟိုဖျားရှိကနေအမိုးလေးတွေအစင်စင်လောက်ထားလာမှဆောင်းနှံလို့ထင်နေကြတယ်မှန်ဆောင်းနှံလှေကားဆိုတာလှေကတိတွေကိုပဲပြောတာပဲနော်လှေကတိတွေကနေပြီးတော့မြတ်စွာဘုရားတထေချင်းတလန်းချင်းကနေပြီးတော့လူပြည်ကိုခန္ဓာဆံပြားစွာကြွရောက်ပြီးတော့လာတာအဲ့ဒါဒီသတိညွတ်လာပြီးနေပဲဖြစ်တယ်ပေါ့အဘိဓမ္မာဟောလို့ပြီးဆုံးသွားတာလဲဒီသတိညွတ်လာပြီးနေတာဝရိန္ဒနတ်ပြည်ကပြန်ကြွလာတာလဲဒီသတိညွတ်လာပြီးနေဖြစ်တယ်ဟုတ်ပြီမြတ်စွာဘုရားကသင်္ကသမြို့ပထမဆုံးစောင်းနှံလှေကားဥရောက်တဲ့အခါကျတော့လူပြည်တွေကပြိဿကြီးကကြိုးစုံနှုတ်ဆက်တယ်အဲ့ဒီမှာဘုရားကိုပထမဆုံးနှုတ်ဆက်ခွင့်ရတဲ့ပုဂ္ဂိုလ်ကမြတ်စွာဘုရားရဲ့တပည့်အကြီးဆုံးဖြစ်တဲ့ရှင်သာရိပုတ္တရာပဲဖြစ်တယ်ရှင်သာရိပုတ္တရာဥဆောင်တဲ့သံဃာပိဋကကမြတ်စွာဘုရားကိုအရင်နှုတ်ဆက်ခွင့်ရတယ်။ဉာဏမင်းဆိုရသာပိဋကတေတို့သမ္မာပိဋကတေတို့မြတ်စွာဘုရားကိုစောင့်မျှော်နေကြတဲ့ပိဋကတေတို့အားလုံးကမြတ်စွာဘုရားကိုကြိုးဆိုခဲ့ကြတယ်။အဲ့ဒီအထိန်အမှတ်ဖြစ်မြန်မာလူမျိုးတွေကမြင့်မို့ပွဲတို့နော်မြင့်မို့ပြီးထွန်းပွဲတို့ဆိုပြီးတော့လုပ်ကြတယ်။အဲ့ဒီအစဉ်လာကိုလုပ်ကြတာဖြစ်တယ်။စိတ်ကရှီမန်းပြီးတော့မြတ်စွာဘုရားကိုပူဇော်တယ်ဆိုတဲ့မိမြင့်မို့ပွဲဆိုတာမြန်မာပြည်ရဲ့မိထွန်းပွဲဟိုရှေးရခင်ကတော့ကတိကနဲ့ခတ်နဲ့ရှင်ပြီးတော့မိထွန်းကြတာတရင်ကျွတ်တစောင်းမုံကိုကတိကနဲ့ခတ်လို့ခေါ်တယ်အဲ့ဒီကတိကနဲ့ခတ်ကိုတစောင်းတိုင်းပွဲတို့တရင်ကျွတ်မိထွန်းပွဲတို့ဆိုတာဖះကိုမကိုးခွင့်တော့ကနတ်တွေကိုပူဇော်တဲ့ပွဲတွေဒါကြောင့်မို့ဘုန်းကြီးတို့မိလိုက်သေးတဲ့တောရွာတွေမှာဒီလှေကားတွေမိထွန်းတယ်နွားတင်ငုတ်တွေမိထွန်းတယ်အိမ်နာပတ်ဝန်းကျင်ရှိရတယ်ကိုလိုက်မိ